မင်္ဂလာပါရှင်ဇွန်လ30ရက်နေ့အတွက်ရရှိထားတဲ့သတင်းတချို့ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးသာယာမှာလျှက်စစ်ရုံဝန်နဲ့မီတာဘတ်စရေးတူကမီတာကတွေလိမ့်လေပြီးထွက်ပြေးသွားခဲ့တာကြောင့်မီတာကကြွေးကြံတွေပေါ်ပေါက်ခဲ့ရပြီးလျှက်စစ်မီသုံးဆွဲသူတွေနစ်နာခဲ့ရတယ်လို့သိရပါတယ်။ဒေသခံတွေကအဲ့ဒီဝန်နဲ့မီတာဆောင်ရွက်လာရောက်ဝေချိန်မှာသူ့စီမှာပဲတခါတည်းဆောင်ခိုင်းခဲ့တာဖြစ်ပြီးဒီလမှာတော့အဲ့ဒီဝန်နဲ့မီတာကလာမကောက်တာကြောင့်ရုံးကိုမီတာကဆောင်ဖို့သွားတဲ့အချိန်မှာပြီးခဲ့တဲ့4လစာလောက်မဆောင်ရသေးပဲကြွေးကြံဖြစ်နေတာကိုသိခဲ့ကြရတာပါအဲ့ဒီဝန်ထမ်းစီကိုမီတာကပေးခဲ့တဲ့အင်ရှင်အများအပြားရှိနေပြီးလိမ့်လေထွက်ပြေးသွားခဲ့လို့နစ်နာမှုတွေလည်းရှိနေတဲ့အတွက်တာဝန်ရှိကုမ္ပဏီအနေနဲ့တာဝန်ယူဖြည့်ရှင်းပေးစီလိုတဲ့အကြောင်းဒေသခံတွေကပြောနေကြတာပါတောင်ကြီးမြို့ကန်တအူးကတော့မီတာဆောင်သူအများစုကမတိနာမလဲကြတာမို့မီတာဖတ်စီရေးစီမှာဆောင်ကြတာဖြစ်ကြောင်းနဲ့မီတာစာရွက်မှာအတိပေးချက်တွေပါပေမဲ့အရေးတယူဖတ်တဲ့သူမရှိကြတဲ့အကြောင်းသူ့ရဲ့အမြင်ကိုပြောခဲ့ပြီးလူတို့ကိုအသိပညာပေးမှုတွေကြဲကြဲပြန့်ပြန့်လုပ်တင်တယ်လို့အကြံပေးခဲ့ပါတယ်။တောင်ကြီးနဲ့အေးသာယာမြို့တွေမှာလျှက်စစ်တပ်အားဖြန့်ဖြူးရေးလုပ်ငန်းကိုတာဝန်ယူထားတဲ့လင်းတီဟာကုမ္ပဏီကဦးနေမျိုးအောင်ကတော့မီးသုံးဆွဲသူတွေကသူတို့ဘလောက်နစ်နာသွားတယ်ဆိုတာကိုတရားဝင်လာရောက်တိုင်ကြားမှသာအဲ့ဒီမီတာစရေးကိုရဲစခန်းမှာအမှုဖွင့်လို့ရမှာဖြစ်ကြောင်းနဲ့တိုင်ကြားသူမရှိပဲကုမ္ပဏီအနေနဲ့အမှုဖွင့်လို့မရကြောင်းပြောပါတယ်။နစ်နာသူတွေဘက်ကအမှုဖွင့်လာရင်တော့ကုမ္ပဏီအနေနဲ့နစ်နာသူနဲ့ပူးပေါင်းပါဝင်ပေးဖို့အသင့်ရှိကြောင်းနဲ့မီတာပေးဆောင်မှုနဲ့ပတ်သက်ပြီးအတိအလင်းကြေညာထားရတဲ့မီတာဖတ်သူကိုငွေပေးတာမို့ပေးတဲ့သူရဲ့အပြစ်ပဲလို့ပြောဆိုခဲ့ပါတယ်။မီတာဖတ်စီလိမ်လေထွက်ပြေးမှုကြောင့်နစ်နာမှုတွေနဲ့ပတ်သက်ပြီးရုံးကိုတရားဝင်လာရောက်တိုင်တန်းမှုတွေလည်းမရှိသေးတဲ့အကြောင်းဦးနေမျိုးအောင်ကဖြည့်ဆွတ်ပြောပါတယ်။လာစဉ်ဖြန့်ဝေပေးနေတဲ့မီတာပေးစာရွက်ရဲ့နောက်ကျောဘက်မှာဓာအားခပေးဆောင်ရမှာသတ်မှတ်ထားတဲ့ငွေလက်ခံဌာနတွေစီကိုဓာတ်ရိုက်ပေးသွင်းဖို့နဲ့မီတာစရေးကိုဖြစ်စေအခြားလျှက်စစ်ဝန်ထမ်းတအူးကိုဖြစ်စေပေးဆောင်ခွင့်မပြုတဲ့အကြောင်းဖော်ပြထားပြီးပေးဆောင်ခိုင်းတဲ့အတွက်ငွေကြေးပြဿနာတစုံတရာပေါ်ပေါက်လာခဲ့ရင်ပေးဆောင်သူတွေရဲ့တာဝန်တာဖြစ်တယ်လို့ရေးသားထားတာပါတောင်ကြီးမြို့နယ်အေးသာယာမြို့တွေမှာတော့လင်းတီဟာကုမ္ပဏီအနေနဲ့အိမ်3မီတာတွေကိုလစဉ်ဖတ်ရှုခြင်းမရှိဘဲခံမှန်းကောက်ခံနေတာမို့ယူနစ်ကွာဟမှုများစွာရှိနေပြီးသုံးဆွဲသူတွေဘက်ကထိခိုက်နစ်နာနေတဲ့အကြောင်းဒေသခံတွေကပြောဆိုနေကြပါတယ်လူတို့ကိုမချိန်မငန်ဆက်ဆံခဲ့ပြီးအမိုက်ထုတ်ကိုလမ်းမပေါ်ပစ်ပေါက်ခွဲခဲ့တဲ့တောင်ကြီးအီကိုမိုက်သိန်းစေးရေးကုမ္ပဏီကရင်မောင်းကိုတောင်ကြီးမြို့မှရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။တောင်ကြီးမြို့ချောင်းကြီးစုရက်ကွက်ကြောက်တလုံးကြီးလမ်းမှာအေယာဝတီလမ်းစုံအနီးမှာဇွန်လ29ရက်ညနေ4နာရီဝန်းကျင်ကအမိုက်သိန်းမို့လာရောက်ခဲ့တဲ့တောင်ကြီးအီကိုကုမ္ပဏီရဲ့အမိုက်သိန်းရင်မောင်းကအမိုက်ထုတ်တွေကိုကားပေါ်မတင်ပေးတာကြောင့်လို့ဆိုပြီးအမိုက်ထုတ်ကိုလမ်းမပေါ်ပစ်ဖောက်ခွဲခဲ့တယ်လို့ဆိုင်ရှင်တဦးကိုလည်းမချေမငန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ပြောဆိုခံခဲ့ရတဲ့ဆိုင်ရှင်ကတော့အမိုက်ကားလာတဲ့အချိန်မှာအမိုက်ထုတ်ကိုအိမ်ရှိမှထုတ်ပိုးပြီးချထားပေးတဲ့အကြောင်းနဲ့ပြီးခဲ့တဲ့အချိန်တွေကလည်းဒီလိုပဲကောက်တင်သွားတဲ့အကြောင်းပြောခဲ့ပြီးဒီတစ်ချိန်မှာတော့အမိုက်ထုတ်ကိုလမ်းမော်ပစ်ဖောက်ခွဲသွားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဘာကြောင့်လုပ်ခဲ့ရတယ်လဲလို့လိုက်မေးတဲ့အချိန်မှာတော့အယံမူးနေတဲ့ရင်မောင်းကကားပေါ်ကဆင်းလာပြီးစကားအခြေအတင်ဖြစ်ခဲ့ကြပြီးတဲ့နောက်ဆိုင်ထဲအထိလိုက်လံပြောဆိုခဲ့တာဖြစ်တယ်လို့ဖွင့်ထားပါတယ်။တောင်ကြီးအီကိုကုမ္ပဏီကတာဝန်ရှိသူတဦးကတော့ပြည်သူပေါ်မချေမငန်ဆက်ဆံခဲ့တဲ့ရင်မောင်းကိုအလောက်ကထုတ်ပယ်ထားပြီးဖြစ်ကြောင်းနဲ့လက်ရှိမှာလည်းတောင်ကြီးမြို့မှရဲစခန်းမှာအမှုဖွင့်ပြီးအချုပ်ထဲထည့်ထားပြီးဆိုတဲ့အကြောင်းပြောပါတယ်။ဒါအပြင်ပြဿနာဖြစ်ခဲ့တဲ့ဖုန်းဆိုင်ကိုလည်းတာဝန်ရှိသူတွေတွားရောက်တောင်းပန်ပြီးဆိုတဲ့အကြောင်းပြောပါတယ်။ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကလည်းရင်မောင်းကိုရဲတပ်ဖွဲ့ဥပဒေပုံမှာ61ခခွင်းနဲ့အမှုဖွင့်ပြီးချုပ်ထားတဲ့အကြောင်းနဲ့ရဲအရေးပိုင်တဲ့အမှုဖြစ်တာကြောင့်ရဲတပ်ဖွဲ့ကပဲတရားလိုလုပ်ပြီးတိုင်ကြားမဲ့အကြောင်းပြောဆိုထားပါတယ်။တောင်ကြီးအီကိုကုမ္ပဏီဟာလုပ်ငန်းစတင်ဆောင်ရွက်ချိန်ကလေးကအမိုက်ခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီးဒေသခံတွေအကြားမှာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသလိုအမိုက်သိန်းရင်မောင်းတွေနဲ့ဝန်ထမ်းတွေရဲ့မချေမငန်ဆက်ဆံမှုတွေလမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့်နာမည်ပြတ်ရှိခဲ့တာလည်းဖြစ်ပါတယ်။ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့ရဲ့အမျိုးသမီးနဲ့ကလေးစေယုံကြီးမှာဇူလိုင်3ရက်မှာကြာရောက်မဲ့မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့တောင်ကြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့ရဲ့စုပေါင်းသွေးလှူပွဲကိုဒီကနေ့ဇွန်လ30ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။သွေးလှူရှင်တွေကိုအမျိုးသမီးနဲ့ကလေးစေယုံကြီးကယောဂဗေဒအထူးကုဆရာဝန်ကြီးဒေါက်တာဘုံမိုးဝင်းဦးဆောင်တဲ့ဆရာမတွေကသွေးပေါင်ချိန်ခြင်းသွေးစစ်ဆေးခြင်းနဲ့သွေးဖောက်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး
တောင်ကြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်တန်းတန်းအေးအမျိုးသမီးနဲ့ကလေးစေးရုံအုပ်ကြီးဒေါက်တာမောင်မောင်သိန်းနဲ့တာဝန်ရှိသူတွေကလိုက်လံကြည့်ရှုအားပေးပြီးတဲ့နောက်သွေးလူရှင်တွေကိုအာဟာရအစားအစာတွေထောက်ပံ့ပေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သွေးလူရှင်တွေလှူဒန်းထားတဲ့သွေးအိတ်25အိတ်ကိုအမျိုးသမီးနဲ့ကလေးစေးရုံအုပ်ကြီးဒေါက်တာမောင်မောင်သိန်းကလက်ခံရယူပြီးစုပေါင်းသွေးလူဒန်းပေးတဲ့တောင်ကြီးခရိုင်မျိုးသမီးရေးရာအဖွဲ့ကိုကွန်ပျူတာမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့သိရပါတယ်။နယ်သာလန်အသင်းနီးပြရော်နယ်ဂိုးစမန်ကမော်ရိုကိုကိုရှုံးခဲ့တဲ့ပွဲစဉ်မှာအသုံးပြုသွားခဲ့တဲ့ခံစစ်9ယောက်ကစားကွက်နဲ့ပတ်သက်ပြီးကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ဂိုးမန်ကနယ်သာလန်အနေနဲ့ခံစစ်မှာ9ယောက်ထားပြီးကစားခဲ့တာဟာမော်ရိုကိုကိုကြောက်လို့မဟုတ်ပဲနီးစနစ်ပိုင်းလိုအပ်ချက်အရာလုပ်ခဲ့ရတာဖြစ်တယ်လို့ဂိုးမန်ကပြောဆိုသွားခဲ့တာပါ။အုပ်စုပွဲစဉ်တစ်လျှောက်မှာအကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည်တွေကိုပြသခဲ့တဲ့နယ်သာလန်အသင်းဟာဒီနေ့မှာတော့ပြိုင်ဘက်မော်ရိုကိုရဲ့တောက်လျှောက်ဖိအားပေးမှုတွေကိုခံခဲ့ရပြီးပွဲချိန်အတွင်းတကိုးစီတရေကြခဲ့ရသလိုပယ်နတီအဆုံးအဖြတ်နဲ့ရှုံးနိမ့်သွားခဲ့ရတာမို့ကမ္ဘာဖလားကနေထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။ဂိုးစမန်ကတော့မော်ရိုကိုအသင်းဟာအုပ်စုပွဲစဉ်မှာရင်ဆိုင်ခဲ့ရတဲ့ဆွီဒင်တူနီးရှားအသင်းတွေထက်ပိုကောင်းတဲ့အသင်းဖြစ်တာမို့တူညီတဲ့ကစားပုံမျိုးနဲ့ရင်ဆိုင်လို့မရပဲနီးစနစ်ပိုင်းပြောင်းလဲအသုံးပြုမှုတွေလုပ်ခဲ့ရတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ဘလုံးပွဲသုံးသက်သူတွေကတော့ရော်နယ်ဂိုးစမန်ရဲ့အစီအစဉ်ကအလုပ်ဖြစ်ဖို့နီးစပ်ခဲ့တဲ့အကြောင်းထောက်ခံခဲ့ကြပြီးနောက်ဆုံးမိနစ်မှာမှခြေပကိုပေးလိုက်ရတာမို့ဘာမှမတတ်နိုင်ပဲဖြစ်သွားခဲ့ရတာလို့ပြောဆိုခဲ့ကြပါတယ်။အခုတင်ဆက်ပေးသွားတဲ့သတင်းတွေကတော့ဇွန်လ30ရက်နေ့အတွက်ရရှိထားတဲ့သတင်းတချို့ပဲဖြစ်ပါတယ်ရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။